ဆရာရာတရဲ့ဝတ္ထုအသစ်ရေဆန်ရုပ်ရေးသားသူတာလေဆရာဆိုင်နှုံဖနဲ့ကျုံနဲ့တစ်ဆုံးပင်နှုတ်ပြီးတစ်နှစ်လောက်အကြာမှာကျုပ်တို့ရွာကိုဆရာဆိုင်နှုံဖတစ်ခေါက်ပြန်ရောက်လာတဲ့တစ်ဆုံးပင်နှုတ်တုံးကကျုပ်ရဲ့လက်စွမ်းလက်ကိုဆရာဆိုင်နှုံဖကတေးသေးချာချာမြင်သွားခဲ့တာကိုတကယ်တော့ကျုပ်ရဲ့ပင်ကိုပီစာကိုကထူးထူးဆန်းဆန်းကိစ္စတွေကိုလွတ်စိတ်ဝင်စားတာပြဆက်စုခြင်းတဲ့စိတ်ကလည်းမွေးရပါဆိုတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာရင်တာတေးရှေ့ဆုံးကရောက်တော့တာပဲလေပြအဲ့ဒါကိုပဲဆရာဆိုင်နှုံဖကကျုပ်ကိုသဘောကျသွားတာထင်ပါရဲ့မောင်တာတေကထူးထူးဆန်းဆန်းကိစ္စတွေစိတ်ဝင်စားမှန်းသိလို့ဆရာလာခေါ်တာပါမောင်တာတေလိုက်မယ်ဆိုရင်တော့ဆရာလည်းအဖော်ရတာပေါ့လေမိဘရေစီကိုလည်းခွင့်တောင်းကြည့်ပေါ့ခွင့်ပြုမှလည်းလိုက်ခဲ့ပါဘလို့ကိစ္စများမို့လို့တုံးဆရာအင်းကိစ္စကတော့အတော်လေးထူးဆန်းတဲ့ကွယ်လူတယောက်စိတ်နောက်တလို့ဖြစ်လာလို့အကောင်းသားကနေအိမ်မက်ဆိုးတွေမက်လာတာနောက်တော့တဖြည်းဖြည်းနဲ့မစားနိုင်မတောက်နိုင်ဖြစ်လာပြီးစိတ်ပါနောက်တလို့ဖြစ်လာတဲ့ရိုးရိုးစိတ်နောက်တာလားပယောကလားဆိုတာတော့ဟိုရောက်မှပဲသိရမှာပဲကွယ်ဆရာဆိုင်နှုံဖကသူ့ရဲ့အေးဆေးတဲ့မျက်နှာအတိုင်းလေးအေးလေးနဲ့ကျုပ်ကိုပြောနေတာပြတဲတာကတော့အရင်တစ်ခေါက်တုန်းကလိုပဲပုပ္ပါယုံကျောင်းကကျုပ်ဆရာတော်စီမှာတဲတာကျုပ်ကိုဆရာတော်ခေါ်ခိုင်းလို့လိုက်သွားတော့မှဆရာဆိုင်နှုံဖရောက်နေတာကိုတွေ့ရတာနှုတ်သွားတော့ဘယ်ကိုသွားမှတုံးဆရာရွာတော်ကြီးမှာမောင်တာတေရဲ့ရွာတော်ကြီးတော့မောင်တာတေရောက်ဖူးမှာပါရင်းချောင်းဒီဘက်ကန်းကရွာလေရင်းချောင်းဟိုဘက်တဲကတောင်ချုံးမို့လားကျုပ်တခါတော့ရောက်ဖူးပါတယ်ကျုပ်မကြရောက်ပါတယ်ဆရာရွာတော်ကြီးမှာကျုပ်တိတွေလည်းရှိပါတယ်ဆရာမှာတဲအိမ်ခိုအိမ်ရောရှိရဲ့လားရှိတယ်မောင်နာတွေအဲ့ဒီရွာမှာကျုပ်ပျော်ကကူပေးဘူးတဲ့လူတယောက်ရှိတယ်နာမည်ကကိုတင်ဆိုးတဲ့အခုလာတာကိုတင်ဆိုးလာခေါ်လို့ရောက်လာတာသူနဲ့တပါးလေးလိုက်ခဲ့ဖို့ခေါ်ပေးမဲ့ကျုပ်ကကိစ္စလေးတစ်ခုမပြီးပြတ်သေးတာနဲ့သူ့ကိုအရင်ပြန်လွတ်လိုက်တာတပတ်လောက်ကြာမှကျုပ်ကလိုက်လာတာမောင်နာတွေကိုတတိယတာနဲ့ရွာတော်ကြီးကိုတမ်းမသွားပဲထနောင်းကုန်းကိုအရင်လာလိုက်တာကွဟုတ်ကဲ့ပါဆရာကျုပ်အိမ်ပြန်ပြီးတော့အဖနဲ့အမေကိုပြောပြီးလိုက်ခဲ့ပါမယ်နောက်တနေ့မနက်စောစောထပြီးဆရာဆိုင်နှုံဖာနဲ့ကျုံနဲ့ထွက်ခဲ့ကြတယ်ဒီခီးကခြေကျင်းသွားလို့မရတဲ့ခီးလေးပြဆရာတော်ရဲ့တပည့်လေးလေးညက်စီကလဲနဲ့လိုက်ပို့တယ်လေးလေးညက်စီကလူကသာညက်တာပြအလုတ်တော်လွတ်တဲ့လူအိမ်ထောင်လည်းမပြုတ်ဘူးမိအိုဖိုးအိုတွေကိုလှုပ်ကျွေးနေတဲ့လူလေးပြရဆိုလဲသူကအိုစီပြီးညီနှစ်ယောက်နဲ့တက်ညီလက်ညီလှုပ်ကြတာပုပ္ပါယုံဆရာတော်ဥကုနာကိုလည်းတော်တော်ကြီးညိုတာပြို့ကျောင်းဝေရာဝစ်ဆဆိုလဲကျုံရင်ကျုံတယ်လို့လှုပ်ပေးတာပြအခုလဲဆရာတော်ခိုင်းလို့အစောကြီးလဲကောက်ပြီးလာဆောင်နေတာထနောင်းကုန်းကနေထွက်ပန်ပွေးကုန်းကိုကြော်လိုက်တော့ငွေတွင်းကုန်းကနေမြို့ကိုသွားတဲ့လဲလန်းတွေ့တယ်အဲ့ဒီလဲလန်းကိုကြော်လိုက်ပြီးရင်တိတ်မသွားရဘူးပြထိန်ကုန်းကိုရောက်တယ်ထိန်ကုန်းကနေတနားရီလောက်သွားလိုက်မှရွာတော်ကြီးကိုရောက်တာပြိုးရွာတော်ကြီးကိုရောက်တော့ကိုတင်ဆိုးအိမ်ကိုတန်းသွားလိုက်တယ်ဆရာဆိုင်နှုံဖောက်ကိုတွေ့တော့ကိုတင်ဆိုးဆိုတဲ့လူကပြပြတလဲပါပဲဗျာခီးဦးကျူပြူတယ်ကျုပ်ထင်တော့ထင်သားပြဒီနေ့နဲ့ပြန်တော့ဆရာရောက်လိမ့်မယ်လို့ကြော့ပါဆရာကြော့ပါဆရာဆိုင်နှုံဖက်ရဲ့ဆေးလွယ်အိတ်ကိုစီးယူတယ်ဆရာကိုလှဲပေါ်ကနေတွဲပြီးအောက်ကိုချပေးတယ်ကျုပ်ကိုလည်းမမြင်ဘူးပေမဲ့ပြုံးပြပြီးနှုတ်ဆက်တယ်ဗျကိုတင်ဆိုးနောက်ကသူ့မိမကပါခက်တုတ်တုတ်ပြေးထွက်လာပြီးကြိုတယ်ဗျမညိုလုံးနေကောင်းတဲ့နော်ကလေးတွေရောကြမ်းမာကြတယ်မို့လားဆရာဆိုင်နှုံဖကကိုတင်ဆိုးမိမကိုနှုတ်ဆက်တယ်အိမ်ဝမှာမတ်တက်ရက်ပြီးပြူးပြူးလေးတွေကြည့်နေကြတဲ့ကလေးနှစ်ယောက်ကိုလည်းဆရာဆိုင်နှုံဖကကြည့်ပြီးရေပြလိုက်တယ်ကလေးနှစ်ယောက်ကယောက်ျားလေးနဲ့မိန်းကလေးပြကောင်လေးကအကြီးကောင်မလေးကအငယ်နေကောင်းပါတယ်ဆရာကျုပ်တို့ကဆရာကိုအမျက်တတိယနေတာပါတော့ဆရာကျေးဇူးကြောင့်ကိုတင်ဆိုးပြန်ပြီးကျမ်းမာလာခဲ့တာကိုကျုပ်တို့ဘယ်တော့မှမမေ့ပါဘူးဆရာဆိုင်နှုံဖကပြုံးပြီးခေါင်းညိတ်ပြတယ်ကျုပ်လည်းကိုတင်ဆိုးတို့မညိုလုံးတို့မိသားစုကိုအမြဲတမ်းမေတ္တာပို့ပါတယ်ဗျာကျုပ်တို့ရောက်တာနဲ့ကိုတင်ဆိုးတို့လင်မယားကထမင်းဝိုင်းတန်းပြင်တော်တာပြထုံးစံအတိုင်းကြက်သားဟင်းကာလာသားချက်ခရမ်းကောင်းသည်မီးဖုတ်ပြီးကြက်ဦးနဲ့ကြော်ထားတာကတစ်ခွက်ကျုပ်တို့အညာသားကြိုက်မောင်မခေါ်ပဲဟင်းကတစ်ခွက်မြေပဲနဲ့ထောင်းထားတဲ့ငရုတ်သီးစားထောင်းလေးနဲ့ဘူးညွန့်ပြုတ်တိုးစရာလေးကင်ပွန်းချင်ကိုတန်းတလွန်သီးနဲ့ချက်ထားတဲ့ချင်းရီတောက်ကလေးနဲ့ထမင်းဝိုင်းလေးကမြင်လိုက်တာနဲ့ကိုတန်းစားခြင်းနေမိတော့တာပြထမင်းစားပြီးရင်စားဖို့နန်းတာဘူးငှက်ပြောသီးတွေကိုလည်းပကံပြားနဲ့အပြည့်ထည့်ထားပေးတာပြုတ်ဆရာဆိုင်နှုံဖကိုအရင်ကျွေးတယ်ပြီးတာနဲ့ကျုံနဲ့ကိုညက်စီကိုဆက်ကျွေးတာပြကျုပ်တို့စားပြီးမှသူတို့မိသားစုစားကြတာကျုပ်တို့ကိုထမင်းကျွေးတော့ကအိမ်ရှိခန်းမှာကျွေးတာသူတို့မိသားစုစားတော့စပွဲဝိုင်းကိုနောက်ဖက်ရွှေ့သွားပြီးစားကြတယ်ထမင်းစားပြီးတာနဲ့ဆရာဆိုင်နှုံဖကကိုတင်ဆိုးကိုစေးကူရမဲ့အိမ်လိုက်ပို့ခိုင်းတဲ့ကိုညက်စီကတော့ခဏနေရင်ထနောင်းကုန်းကိုပြန်မယ်လို့ပြောပြီးနေခဲ့တယ်ဗျလမ်းရောက်တော့ကိုတင်ဆိုးကပြောပြတယ်
ဆရာကိုလာပင်တုံးကကျုပ်ပြောသလိုပါပဲဆရာဒီလူနာမည်ကကိုအောင်ကိုနဲ့ကျုပ်ထက်9နှစ်6နှစ်လောက်ကြီးမယ်ဒီလူနဲ့ကိုထွန်းညိုဆိုတဲ့လူဖားကန့်ဘက်မှာကြောက်စိမ့်သွားတူးဖူးတယ်ဒီလူတွေကြောက်ကောင်းရတယ်လို့ပြောကြတယ်ဒါပေမဲ့ကိုထွန်းညိုကငှက်ဖျားမိပြီးဟိုမှာတေးကြံခဲ့တယ်ကိုထွန်းညိုကဒီရွာမှာမိဘလည်းမရှိဆွေမျိုးလည်းရှိတာမဟုတ်ဘူးတခြားကရောက်လာပြီးသူရင်းကားလှုပ်တဲ့လူဒါပေမဲ့ဒီရွာသားလိုပဲဖြစ်တော့နေတာပေါ့ရွာတော်ကြီးသားတွေနဲ့လည်းညီကိုတွေလိုနေတာပါအထူးသဖြင့်တော့ကိုအောင်ကွအဲ့နဲ့ခင်တာပေါ့လေဒါကြောင့်လဲသူတို့နှစ်ယောက်အတူတူကြောက်တူးသွားကြတာပေါ့ကိုအောင်ကိုမာရောမိဘတွေရှိသေးလားဆရာဆိုင်နှုံဖမေးလိုက်တော့ကိုတင်စိုးကပြောတယ်ရှိတယ်ဆရာကိုအောင်ကိုမိဘတွေကဥကူလာနဲ့ဒေါ်တောင်းမတဲ့တောင်သူတွေပါပဲရာပိုင်နွားပိုင်အိမ်ပိုင်တွေပါလူချမ်းသာတွေမဟုတ်ပေမဲ့ချောင်းချောင်းလဲရှိကြပါတယ်ကိုအောင်ကွန်းကသူတို့ကြောက်ကောင်းရတဲ့အကြောင်းပြောလို့လားဆရာဆိုင်နှုံဖကထပ်မေးတာဗျဒီလိုတော့မပြောဘူးဆရာဒါပေမဲ့အဲ့ဒီကပြန်ရောက်လာမှသူ့ကိုယ်ပိုင်ရာတွေဝယ်တယ်ဝိုင်းတွေဝယ်ပြီးအိမ်ဆောက်တဲ့လဲတွေနွားတွေဝယ်ပြီးရာတွေလုတ်တော့တာပဲဆရာပြီးတော့မိမယူတယ်မိမကလည်းတခြားသူမဟုတ်ဘူးဆရာသူ့တငယ်ချင်းကိုထွန်းညိုရဲ့ရီးစားမခင်လာကိုပဲတင်တောင်းပြီးယူတာသူ့တငယ်ချင်းအစားသူတစ်သက်လုံးစောင့်ရှောက်မယ်လို့ပြောပြီးယူတာပြမခင်လာကိုတကယ်လဲကျင်းနာနာနဲ့ပေါင်းတင်ပါတယ်မိမကိုလှုပ်ကြူးဆိုင်တဲ့လူပါဗျာအားလုံးအဆင်ပြေနေရသားနဲ့ဘလို့များထဖြစ်ရတာတုံးကိုတင်ဆိုးရဲ့ဆရာဆိုင်နှုံဖကစိတ်မကောင်းတဲ့မျက်နှာနဲ့မေးတယ်ဗျမသိပါဘူးဆရာရဲ့ညဘက်ကိုအိမ်မက်ဆိုးတွေမက်ပြီးမျက်စိပြက်မျက်နှာပြက်ဖြစ်နေတဲ့သူ့မိမမခင်လာကဘာအိမ်မက်တွေမက်လို့တုံးလို့မေးရင်လဲမပြောဘူးတဲ့ဗျနောက်တော့ညတိုင်းလိုအိမ်မက်ဆိုးတွေမက်တော့တာတဲ့ဆရာလူကလည်းတယောက်တည်းစကားတွေပြောလို့ပြောမျက်စိကလည်းဟိုကြည့်ဒီကြည့်နဲ့ကြောင်တောင်ကြီးဖြစ်လာရောတဲ့ဆရာကြီးနောက်တော့အစားတောက်လဲကောင်းကောင်းမစားတော့ဘူးတဲ့ဗျအခုတော့လူလဲတော်တော်ကိုပိန်နေပါပြီဆရာရဲ့ကိုအောင်ကိုနိုဝိုင်းကရွာတောင်ပိုင်းမှာရွာစွန်းတော်ကြတယ်ဝိုင်းကကျဲသားပြဝိုင်းထဲကကျိုးနဲ့ဆောက်ထားတဲ့နှစ်ထပ်အိမ်ကြီးကလည်းတော်တော်ကိုလှတာပြလက်ရကောင်းတဲ့လက်သမားဆောက်ထားမှန်းကြည့်တာနဲ့ကိုသိတာတယ်ကိုတင်စိုးကအိမ်ထဲကိုရှေ့ကဝင်သွားတယ်မခင်လာဆရာကြွလာပြီးဆရာအတွက်နေရာထိုင်ခင်းပြင်ပြအိမ်ထဲကအသက်30ကျော်လောက်ရှိတဲ့မိန်းတယောက်ပြေးထွက်လာတဲ့မိန်းမကအသားလက်လက်ရုပ်ချောချောပြကျမအစင်သင့်ပြင်ထားပါတယ်ဖះခန်းကိုသာကြွပါဆရာကြွလာမယ်ဆိုလို့ဟိုနေ့ကလေးကပြင်ဆင်ထားပါတယ်ဆရာဆိုင်နှုံဖကဖះခန်းကိုသွားတယ်လွယ်လာတဲ့ဆေးလွယ်အိတ်ကြီးကိုချပြီးဖះကိုဥတိုက်တဲ့ကျုံနဲ့ကိုတင်ဆိုးလဲဆရာဆိုင်နှုံဖလိုပဲဖះကိုဥတိုက်ကြတာပေါ့ဗျာမခင်လာကတော့ကျုပ်တို့နောက်ဖက်ခလန်းလန်းလေးမှာကျုံလေးထိုင်နေတယ်ဗျဖះရှိခိုးပြီးတော့မှဆရာဆိုင်နှုံဖနောက်ကိုလှည့်ပြီးတင်ပလင်ခွေထိုင်လိုက်တယ်ကျုံနဲ့ကိုတင်ဆိုးကတော့ဆရာရဲ့တစ်ဖက်တစ်ချက်မှာဘေးဘက်ဆုပ်ပြီးထိုင်ကြတယ်။ကိုအောင်ကိုရောဗျ။ဆရာဆိုင်နှုံဖကမခင်လာကိုမေးလိုက်တယ်။ရှိပါတယ်ဆရာအိတ်ခမ်းထဲမှာလှဲနေပါတယ်။အိတ်ပျော်နေတာလား။မအိတ်ပါဘူးဆရာနေရောညရောအိတ်တယ်ရဲ့လို့တိတ်မရှိတော့ပါဘူး။ဆရာကျမလည်းမပြောတတ်တော့ပါဘူး။ဆရာရဲ့အကောင်းသားကနေပြီးအခုလိုဖြစ်သွားတာပါ။စဖြစ်တော့အိမ်မဆိုးတွေမတ်တာဆိုဟုတ်ပါတယ်ဆရာအိတ်နေရင်ကနေလန့်ပြီးဝုန်းကနေထထိုင်တော့တာပဲဆရာရဲ့ပြီးတော့မျက်လုံးပြူးကြီးနဲ့ဟိုကြည့်ဒီကြည့်လုံနေတာပြန်အိတ်လိုက်ရင်ခဏပဲဆရာအိမ်မက်ကထက်မှတ်ပြီးလက်နိုးပြန်တာပဲရှင်ပထမတော့ညဘက်အိတ်ရေးပြက်ရင်နေကင်းဘက်ပြန်အိတ်လိုက်တယ်နောက်တော့နေကင်းဘက်ပါမတော့တာပါဆရာရဲ့နေပဲအိတ်ညပဲအိတ်တာနဲ့အိမ်မက်ကမတော့တာပါလက်နိုးပြီးဝုန်းကနေထထိုင်ရင်တွေတုံးခုန်ပြီးမောနေတာပါပဲဆရာရဲ့အဲ့ဒါရေလေးပါလေးတိုက်လိုက်ရင်ပြန်လဲနေရောနောက်တော့သူ့အိတ်ကိုမအိတ်ရဲတော်တာပါရှင်သူ့ကိုယ်သူအိပ်ပျော်သွားမှာကိုစိုးရိမ်နေတာဆရာဆိုင်နှုံဖကမခင်လာပြောတာကိုတိတိကျကျနားထောင်ပြီးစဉ်းစားနေတယ်ဗျပြီးတော့မှကဲကိုတင်စိုးကိုအောင်ကွန့်ကိုဖះခန်းခေါ်ခဲ့ဗျကျုပ်စစ်ဆေးကြည့်မယ်ဟုတ်ကဲ့ဆရာကိုတင်စိုးရောမခင်လာရောအိတ်ခမ်းထဲဝင်သွားတယ်စကားပြောတန်တွေကြားပြီးခဏနေတော့ကိုတင်စိုးနဲ့မခင်လာကကိုအောင်ကွန့်ကိုတစ်ဖက်စီတွဲပြီးခေါ်လာတယ်ကိုအောင်ကိုဆိုတဲ့လူကတော်တော်ကိုပိန်ချုံနေတာပြို့မျက်တွင်းဟောက်ပတ်နဲ့သပင်တွေကလည်းစီမလိမ့်ပဲကြာနေတော့ဖွာလန့်ကျဲနေတာဗျဖះခန်းကိုရောက်တော့ဆရာဆိုင်နှုံရှိမှကြုံထိုင်နေကဲကိုအောင်ကွန့်ဖះကိုဥတိုက်လိုက်ကိုအောင်ကွန့်ကဖះကိုရိုးသေးသေးပဲဥသုံးချိန်ချတယ်ဆရာဆိုင်နှုံဖကငြိမ်ပြီးအကဲခတ်နေတယ်ကိုအောင်ကွန့်ဖះရောမှန်မှန်ရှိခိုးရဲ့လားကျုပ်ရှိခိုးပါတယ်ဆရာစိတ်ထဲမှာဂုံတော့လဲအမြဲပွားပါတယ်ဒါတော့မှအိမ်မက်ဆိုးကမက်နေတုံးပဲလားမက်တာပဲဆရာကျုပ်အိပ်ပျော်သွားတာနဲ့ချက်ချင်းကိုမက်တော့တာဆရာကျုပ်မအိပ်ရဲတော့တာကြာပါပြီတခါတလေလှဲပြီးမအိပ်ပဲထိုင်လျက်အိပ်ကြည့်တယ်ဆရာဘလို့ပဲအိပ်ပျော်သွားတာနဲ့အိမ်မက်ဆိုးကမက်တာပါပဲဆရာကိုအောင်ကွန့်ကဘလို့အိမ်မက်မျိုးမက်လို့တုံး
ဆရာဆိုင်းနုံဖကမေးလိုက်တယ်ကိုအောင်ကွန်းကဘာမှပြန်မဖြေပဲခေါင်းကိုချက်ချင်းငုံပစ်လိုက်တယ်ဘာမှကိုမပြောတော့ဘူးဗျဆရာကိုအဲ့ဒီအိမ်မက်တွေပြောပြမှဆရာကစဉ်းစားလို့ရမှာပေါ့ကိုအောင်ကွန်းရဲ့ကိုအောင်ကွန်းကခေါင်းခါပြတယ်ဘာမှမပြောဘူးဗျခေါင်းကိုငုံထားတယ်ခဏနေတော့ဆရာဆိုင်းနုံဖကပြောတယ်ကဲဆရာစဉ်းစားပါဦးမယ်ကိုတင်စိုးရီကိုအောင်ကွန်းကိုအိတ်ခမ်းထဲပြန်ပို့လိုက်ပါဗျာကိုတင်စိုးနဲ့မခင်လာကကိုအောင်ကွန်းကိုတွဲပြီးအိတ်ခမ်းထဲပြန်ပို့လိုက်တယ်ကိုအောင်ကွန်းကိုထားခဲ့ပြီးအိမ်ရှိကိုပြန်ထွက်လာကြတယ်မခင်လာကိုဆရာတစ်ခုလောက်မေးချင်တယ်ဆရာဆိုင်းနုံဖကမခင်လာကိုပြောလိုက်တယ်ဟုတ်ကဲ့မေးပါဆရာကိုအောင်ကွန်းအိမ်မက်ဆိုးတွေစပြီးမမက်ခင်မှာထူထူခြားဖြစ်တာဘာများရှိတုံးနည်းနည်းလောက်စဉ်းစားကြည့်စမ်းပါမခင်လာမခင်လာကခေါင်းညိတ်ပြီးတန်းပြောတော့တာပြည့်ကျမစိတ်ထဲမှာတန်တရားဖြစ်နေတာတခုတော့ရှိတယ်ဆရာဘာများတော့မခင်လာရဲ့ပြောပါဦးဆရာဆိုင်းနုံဖကတခုခုကိုမျောလင်းတဲ့ပုံစံနဲ့မေးလိုက်တယ်တရက်ကိုအောင်ကွန်းကရင်းချောင်းမှာရေစီသွားတိုက်တယ်ရေစီတိုက်ရင်းနဲ့ချောင်းထဲမှာသူရေချိုးတာပေါ့ဆရာဒီတုံးမှာတစ်သားအယုတ်ကြီးတရုတ်ရေထဲမှာမျောလာတယ်ဆရာမျောလာတယ်လို့ပြောပေမဲ့တကယ်ကမျောလာတာမဟုတ်ဘူးဆရာဗျာမခင်လာပြောတာကြုံနာမရှင်းမှုဖြစ်သွားတယ်ကိုအောင်ကွန်းပြန်ပြောပြတာကအဲ့ဒီတစ်သားအယုတ်ကြီးကရေစီးနဲ့မျောလာတာမဟုတ်ဘူးလေဆရာရေကိုစံပြီးတက်လာတာတဲ့ကျုပ်အံ့ဩပြီးအတန်ထွက်သွားတာပြို့ဆရာဆိုင်းနုံဖျော်ကိုတင်ဆိုးရောအံ့ဩသွားကြတာပေါ့ဗျာဟုတ်တယ်ဆရာရေကိုစံပြီးတက်လာတဲ့အဲ့ဒါနဲ့ကိုအောင်ကွန်းလည်းအံ့ဩပြီးအယုတ်ကြီးကိုဆယ်ယူလိုက်ရောတယ်ပြီးတော့ထူးဆန်းတဲ့အယုတ်ကိုအိမ်ကိုယူလာတော့တာပေါ့ဆရာရဲ့နေပါဦးမခင်လာရဲ့အယုတ်ကဘာအယုတ်လဲဘယ်ရွယ်လောက်ရှိတုံးတစ်သားအနက်နဲ့ထူထားတာဆရာချစ်တီကလာကြီးတယောက်ရဲ့ပုံပဲခေါင်းပြောင်ဘိုင်းရွှဲနဲ့ပါဇက်ကတော့ရဲ့နေတဲ့ပုံပဲအဲ့ဒီအယုတ်အခုရှိသေးလားရှိပါတယ်ဆရာအစကဟိုနားမှာထားတာပါကျမကကြောက်တယ်ပြောလို့ထင်းစင်ထဲမှာတွားထားလိုက်တယ်ကျမစိတ်ထင်တော့ကိုအောင်ကွန်းအိမ်မက်တာအဲ့ဒီအယုတ်ကြီးရောက်လာပြီးမှစဖြစ်တာဆိုတော့ဒီအယုတ်ကြီးနဲ့တနည်းမဟုတ်တနည်းပတ်သက်နေလိမ့်မယ်လို့ထင်တာပဲဆရာရဲ့ကျုပ်အဲ့ဒီအယုတ်ကိုကြည့်လို့ရမလားရပါတယ်ဆရာတင်ဆိုးထင်းစင်တဲကအယုတ်သွားယူခဲ့ဟာကိုတင်ဆိုးကိုမခင်လာကပြောလိုက်တော့ကိုတင်ဆိုးကထမလို့ပြင်လိုက်တယ်မလို့ရပါမလားအယုတ်ကဘယ်ရွယ်လောက်ရှိလို့တုံးဆရာဆိုင်းနုံဖကအယုတ်ကြီးလို့ထင်ပြီးပြောလိုက်တာဗျမလို့ရပါတယ်ဆရာတထောင်တတာလောက်ပဲရှိတာပါမခင်လာကပြန်ပြောလိုက်တော့မှကိုတင်ဆိုးကအိမ်အပြင်ထွက်သွားတာဗျကိုတင်ဆိုးအိမ်ထဲပြန်ဝင်လာတော့တထောင်ထွာလောက်ရှိတဲ့မီးနဲ့နေတဲ့အယုတ်တရုပ်ပါလာတဲ့တစ်သားနဲ့တစ်မျိုးနဲ့ထူထားတဲ့အယုတ်ပြနဖူးပြောင်နဲ့ဒိုတီဝစ်ထားတဲ့အယုတ်မျိုးအပေါ်ပိုင်းမှာလည်းချစ်တီကလာတွေဝစ်လစ်ရှိတဲ့အင်ဂျီမျိုးဝစ်ထားတာပါဆက်ကြီးဖြဲပြီးရည်နေသေးတယ်ဆရာဆိုင်းနုံဖကသူ့ရှိမှချထားတဲ့အယုတ်မဲကြီးကိုတိတိချာချာကြည့်ပြီးပြုံးတယ်ခဏနေတော့မှကဲကိုတင်ဆိုးရဲ့ထင်းစင်ထဲသာပြန်ပို့လိုက်ပါကွာမခင်လာကြောက်နေပါဦးမယ်မခင်လာကြောက်မယ်ဆိုလဲကြောက်เสียပြအယုတ်ကရုပ်ကတာမဲနဲ့နေတာမျက်လုံးကတေးသေးချာချာစီးချဲထားတော့မျက်လုံးပြူးပြူးတွားဖြူဖြူတွေနဲ့ဆိုတော့တေးသေးချာချာကြည့်လေကြောက်เสียကောင်းလေပဲဗျနို့ကိုအောင်ကိုမိဘတွေရောလာကြရဲ့လားညဘက်မှလာကြတာဆရာကဲမခင်လာကျုပ်တို့ခဏပြန်လိုက်အောင်မယ်ဘာလို့ရမလဲဆိုတာတေးသေးချာချာစဉ်းစားလိုက်ပါမယ်ဟုတ်ကဲ့ပါဆရာကျမတို့မှအားကိုးစရာဆိုလို့ဆရာပဲရှိတာပါဆရာရဲ့ဆရာဆိုင်းနုံဖကဘာမှပြန်မပြောဘဲခေါင်းပဲညှိပြလိုက်တယ်ကိုတင်ဆိုးတို့အိမ်ကိုပြန်လာတဲ့လမ်းမှာကျုပ်ကဆရာဆိုင်းနုံဖကိုမေးလိုက်တယ်ဆရာကိုအောင်ကွန့်ဖြစ်တာဒီအယုတ်နဲ့ဆိုင်နေလို့လားဆိုင်နေမောင်နာတွေဒါပေမဲ့ဘလို့လဲဆိုတာကိုတော့ကျုပ်လည်းမသိနိုင်ဘူးကွအဲ့ဒီလိုတေးသေးချာချာမသိဘဲနဲ့ကျုပ်ဘလို့မှမလုပ်တတ်ဘူးဒါပေမဲ့ကျုပ်တွေးမိတာတခုတော့ရှိတယ်ကိုအောင်ကွန့်ဖြစ်နေတာတွေးရသားရဖြစ်တာတော့မဟုတ်ဘူးဘာဖြစ်လို့တုံးဆိုတော့ဒီလောက်အိမ်မက်ဆိုးတွေမက်နေတာသူမက်တဲ့အိမ်မက်ကိုမေးတော့လုံးဝမပြောဘူးလေကွဒီတော့ကျုပ်နေနဲ့စဉ်းစားရတာတော်တော်ခက်သွားတာပေါ့ဆရာကျုပ်တခုပြောပြရစီပြောလေမောင်နာတွေဘာများတွေးမိလို့တုံးတွေးမိလို့မဟုတ်ပါဘူးဆရာနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတခြားဆရာတွေနဲ့လည်းကျုပ်တွေ့ခဲ့ပါတယ်သူတို့လိုအပ်တာတွေကိုလည်းလိုက်ပြီးတော့ကူညီဘူးတယ်အဲ့ဒီလိုကူညီရင်းနဲ့မဖဲဝါနဲ့ကျုံနဲ့တော်တော်လေးရင်းနှီးသွားတယ်ဆရာအခုကိစ္စရဲ့အဖြစ်မှန်ကိုမဖဲဝါကတော့တိမှပဲဆရာဝိညာဉ်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုသူကူညီနိုင်စွမ်းရှိတယ်ကျုပ်ဒီညမဖဲဝါကိုမေးပေးရမလားဆရာဟာဟုတ်လားကျုံနဲ့မတွေ့တဲ့တစ်နှစ်လောက်အတွင်းမှာမောင်တာတေကအပုံကြီးတိုးတက်လာတာပါလားဒါဆိုရင်နေရာကျပြီးပေါ့ကွယ်မဖဲဝါကိုမေးဖို့ဘာတွေလိုအပ်မှုရှိတုံးအဲ့ဒါကကိုတင်ဆိုးနဲ့ကျုပ်တိုင်ပင်ပြီးလှုပ်လိုက်ပါမယ်အေးကောင်းပြီကျုပ်ရောဘာလုပ်ပေးရအောင်မလဲမလုပ်ရပါဘူးဆရာမဖဲဝါတိလို့ပြောခဲ့ရင်ဆရာကိုကျုပ်အကုန်လုံးပြန်ပြောပါမယ်
အိမ်ပြန်ရောက်တာနဲ့ကျုပ်ကကိုတင်စိုးကိုဝိုင်းထဲခေါ်လာပြီးလိုအပ်တာတွေပြောပြတယ်ကြက်တကောင်ချက်နဲ့ဆန်တစ်ခွက်ချက်လိုချင်တဲ့အကြောင်းထမင်းတောင်းလေးပြင်ပေးဖို့နဲ့ညကိုရွာတော်ကြီးတင်ကြိုင်နဲ့သွားပြီးမဖဲဝါကိုစပွဲပေးဖိတ်ခေါ်မဲ့အကြောင်းကိုတင်စိုးလိုက်ခဲ့ဖို့ပါကျုပ်ကပြောတယ်ပြီးတော့ရွာတော်ကြီးမှာနတ်ကတော်ရှိလာလို့မေးတော့ဒေါ်စိန်ဆိုတဲ့နတ်ကတော်တယောက်ရှိတဲ့အကြောင်းပြောတယ်နတ်ကတော်ကိုပါခေါ်ရမယ့်အကြောင်းပြောတော့ကိုတင်စိုးကအားလုံးသူ့လုပ်ပေးမယ်လို့ပြောတယ်ချက်ချင်းပဲကိုတင်စိုးအပြင်ထွက်သွားပြီးပြန်လာတော့ကြက်ရောငှက်ပြောဖက်တွေရောပါလာတယ်မညိုလုံးနဲ့လင်မယားနှစ်ယောက်ထမင်းနဲ့ကြက်သားဟင်းကိုမိဖို့နှစ်ဖို့ပို့ပြီးဝိုင်းထဲမှာပဲချက်ကြတယ်ကြက်ကအားလုံးကင်တွေပြီးတားယူလာတာဆိုတော့ချက်ချင်းတန်းချက်လို့ရတာပေါ့ကြက်ကိုဥဆုံတဲဆုံချက်ရတာဗျညနေမိုးချုပ်တာနဲ့ကိုတင်စိုးကထမင်းတောင်းပြင်ပြီးပြီဗျဆရာကိုညနေစာကျွေးမွေးပြီးတော့ကျုပ်နဲ့ကိုတင်စိုးစားကြပါတယ်ညခု2 နာရီထိုးတာနဲ့နတ်ကတော့ဒေါ်စိန်ရောက်လာတယ်ဒေါ်စိန်ကဆရာဆိုင်နှုံဖကိုကြော့တယ်ဆရာကလည်းစုတွေပေးပါတယ်ကျုပ်ပြောထားလို့လုံးမဲ့အစီအစဉ်ကိုဆရာဆိုင်နှုံဖကတီးပြီးသားလေဗျာည8 နာရီလောက်ရောက်တော့ကျုပ်ရဲ့ကိုတင်စိုးရဲ့ဒေါ်စိန်ရဲ့ရွာတော်ကြီးတင်းချိုင်းဘက်ကိုထွက်ခဲ့ကြတယ်ကိုတင်စိုးကထမင်းတောင်းထမ်းလို့ပြတင်းချိုင်းနဲ့ရောက်တော့ကိုတင်စိုးကဥဆောင်ပြီးဂူခက်ကြီးကြီးတစ်လုံးစီကိုသွားတယ်ကျောင်းအမဒေါ်လုံးရဲ့ဂူပြဂူပေါ်မှာထိုးထားတဲ့ကမေးကကျောင်းအမကြီးဒေါ်လုံးအသက်89နှစ်1315ခုနှစ်နတ်တော်လာပြည့်နေ့ကွယ်လွန်သည်လို့ထိုးထားတာပြကျုပ်ကကျောင်းအမကြီးရဲ့အုတ်ကူပေါ်မှာမဖဲဝါအတွက်စပွဲကိုငှက်ပြောဖက်ကြီးခင်းပြီးတေးသေးချာချာပြင်လိုက်တယ်ဖျောင်းတိုင်တိုင်ကိုမီးထုံပြီးတော့ရေဖလားနဲ့ရေတစ်ခွက်လဲအစင်သင့်ချထားလိုက်တယ်ဒေါ်စိန်ကကျောင်းအမကြီးရဲ့ဂူရှိကမြေပြောင်လေးမှာပဲကျုံကျုံကလေးထိုင်ချလိုက်တယ်စပင်ကိုလည်းဖြေချလိုက်တယ်ဗျကျုပ်ကဂူရှိမှာမတ်တက်ရက်လိုက်ပြီးအရှိနေထွက်အနောက်နေဝင်တောင်တန်ကကိုမြောက်တူဝန်အတွင်ရောက်ရအရက်ကမြမကြလန်းကကြွခဲ့ပါတင်းချမ်းရှင်မကြီးမဖဲဝါဗျာမဖဲဝါကိုကျုပ်ပင့်လိုက်တဲ့အခြေအနေကိုစောင့်ကြည့်တယ်ဘာမှမထူးတော့နောက်တစ်ကြိမ်ထပ်ပင့်တယ်ဝူး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 အီဟာလာပြီးပြိုးလာပြီးမဖဲဝါရဲ့ခွေးကြီးအတန်ကိုကြားရပြီးပြိုးဟောဖြူဖြူအရိပ်တစ်ခုဂူတွေပေါ်ကနေရိတ်ခနဲရွှေ့လာတာဗျဟာပြေးကက်လိုက်ပြီးပြိုးဒေါ်စိမ့်စီကိုပြေးကက်တာဗျဟီဟာဒေါ်စိန်စပင်ဖားလျားကြီးနဲ့ထလာတာပြို့ဟောခုံပြီးဒေါ်စိန်ကူပေါ်ကိုခုံတက်သွားပြီမျက်လုံးပြူးကြီးနဲ့ကြုတ်ကျွေးထားတဲ့ထမင်းနဲ့ကြက်သားဟင်းတွေကိုကြည့်နေတယ်ဗျဟောစားပြီးပြို့စားပြီးဒူးကောင်းကြီးတစ်ဖက်ထောင်ပြီးကားကြီးထိုင်နေတာဗျမဖဲဝါကထမင်းတွေဟင်းတွေကိုအာရပါရကိုစားတာပြို့စားရင်းနဲ့ကြုတ်ကိုတစ်ချက်လန်းကြည့်တယ်ဒီလိုပါမဖဲဝါဟောဒီရွာတော်ကြီးမှာကိုအောင်ကိုဆိုတဲ့လူညဘက်အိမ်မက်ဆိုးတွေမက်ရကနေမအိပ်ရဲတောင်ဖြစ်ခဲ့ရတယ်နေဘက်အိပ်ရင်လဲနေဘက်မက်တယ်ထိုင်လျက်အိပ်ရင်လဲအိမ်မက်ကမက်တာပဲတဲ့ဗျအဲ့ဒီလိုမမက်ခင်မှာဒီလူကချစ်တီးကလာရုပ်တုတစ်ခုရေဆန်တက်လာတာတွေးလို့အိမ်ကိုယူလာတာရှိတယ်ဗျအဲ့ဒါနဲ့ဆက်နေသလားတော့မသိဘူးဆက်နေတာပေါ့ဒါပေမဲ့ကလာရုပ်နဲ့တော့ဘာမှမဆိုင်ပါဘူးအဲ့ဒီအယုတ်ထဲကိုဝင်ပြီးလိုက်လာတဲ့ထုံးညိုကြောင့်ဖြစ်တာဗျာအဲ့ဒီအယုတ်မှာကိုထုံးညိုပါလာတယ်ဟုတ်လားဟုတ်တယ်ကိုထုံးညိုကငှက်ဖျားမိပြီးတေသွားတာမဟုတ်လားမဟုတ်ဘူးထုံးညိုကိုအောင်ကွန်းတက်တာဟာဟုတ်လားဗျအေးဟုတ်တယ်ဒီကိစ္စကိုငါထက်တိတာကာယကံရှင်ထုံးညိုပဲလေနင့်ဆရာကိုပြောလိုက်ပါချစ်တီးကလားအယုတ်ထဲမှာထုံးညိုဝင်နေတဲ့ထုံးညိုကိုဝင်ပူးခိုင်းလိုက်ပြီးမေးပါလို့ကောင်းပါပြီမဖဲဝါကထမင်းတွေရောဟင်းတွေရောအကုန်စားတယ်စားရင်းနဲ့အယိုးတွေကိုဂူဘေးကိုပစ်ချတယ်ဂူဘေးမှာငုတ်တုတ်ကြီးထိုင်နေတဲ့မဖဲဝါရဲ့ခွေးနဲ့ကြီးကပစ်ချလိုက်သမျှကိုအကုန်ကောက်စားတော့တာပဲဗျအားလုံးစားတောက်ပြီးတော့ရေဖလားထဲကရေကိုမောတောက်တယ်ကြံတဲ့ရေနဲ့လက်ဆေးပြီးဒေါ်စိန်ကိုထဲကနေမဖဲဝါထွက်သွားတယ်ဖြူဖြူအရိပ်ကြီးကဂူရီပေါ်ကပြန်ပြီးတင်းချိုင်းအနောက်ဘက်ကိုထွက်သွားတယ်မဖဲဝါရဲ့ခွေးနဲ့ကြီးလည်းသူ့တခင်မနောက်ကိုလိုက်သွားတယ်ကျုပ်ကတော့ခေါင်းငိုက်ဆိုင်ကြီးဖြစ်သွားတဲ့ဒေါ်စိန်ကိုတစ်ဆုံဆေးရည်နဲ့တောက်ပြီးနှိုးရတော့တာပေါ့ဗျာဒေါ်စိန်လည်းခဏဆိုတတိရတာပါပဲမဖဲဝါဝင်တုန်းကဂူပေါ်ကိုလွှားခနဲခုန်တက်သွားတဲ့ဒေါ်စိန်ကိုကိုတင်စိုးကဂူအောက်ပြန်ဆင်းဖို့တွဲပေးရသေးတာဗျထမင်းတောင်းခွန်လေးယူပြီးကျုပ်တို့3ယောက်ရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်ရွာထဲကလူတွေကတော့ကျုပ်တို့ဘာလုံးမှမသိကြဘူးပေါ့ဗျာရွာလမ်းပေါ်မှာလည်းလူသိမ့်မရှိတော့ပါဘူးအိမ်ပေါ်တွေကစကားပြောတန်လောက်ပဲကြားရတာပါကိုတင်စိုးတို့အိမ်ကိုပြန်ရောက်တော့စောင့်နေတဲ့ဆရာဆိုင်နှုံဖာကိုအားလုံးပြောပြလိုက်တယ်ကိုတင်စိုးကတော့ဒေါ်စိန်ကိုလိုက်ပို့ရတာပေါ့ဗျာကျုပ်ပြောတာတွေကိုကြားတော့ဆရာဆိုင်နှုံဖာတော်တော်အံ့ဩသွားတာဗျဖြစ်မှဖြစ်ရလေအတူသွားတဲ့တငယ်ချင်းကိုမှတက်ရက်ပလေးကွယ်အောင်ကွန်းကတော်ဆိုးတဲ့လူပါလားဟုတ်တယ်ဆရာကျုပ်လည်းမဖဲဝါပြောလိုက်တော့တော်ကိုအံ့အားသင့်သွားတာဗျ
လူရဲ့စိတ်မှာအမှောင်တက်ကရှိပြီးသားကွယ်လောဘဒေါသနဲ့ရှင်လာတဲ့အခါမှာအဲ့ဒီအမှောင်တက်ကကျွတ်တက်လာတဲ့အဲ့ဒီအခါမှာအလင်းတက်ကမှိန်သွားပြီးမလုတ်တဲ့နာတွေကိုလှုပ်ကြတော့ဒါပဲမောင်းတာတည်းရေအင်းဒါကြောင့်ဒီရုပ်ကြီးကရေဆန်ကိုစံတက်နိုင်တာကိုကွယ်ထွန်းညိုရဲ့ဝိညာဉ်ကအယုတ်ထဲကိုဝင်နိုင်သွားတဲ့အခါမှာအယုတ်ကအသက်ဝင်သွားပြီးစေစားနိုင်တော့တာပေါ့ကွယ်ဒေါ်စိန်ကိုပို့ပြီးပြန်ရောက်လာတဲ့ကိုတင်ဆိုးကလည်းမဖဲဝါပြောတဲ့အကြောင်းကိုဆရာဆိုင်နှုံဖကိုထပ်ပြောနေတာပြပြီးတော့ကိုတင်ဆိုးကပြောတယ်ကိုအောင်ကုန်းပြန်ရောက်လာတော့ကျုပ်ကနည်းနည်းတော့တွေးမိသားပြဘာဖြစ်လို့တုံးဆိုတော့ကိုအောင်ကုန်းကယာတွေလျှောက်ဝယ်တာနဲတာမှတ်လို့ဗျာတနေ့လောက်ကြာတော့ဝိုင်းဝယ်တယ်ပြီးတော့မခင်လာကိုကန့်လန့်တော့တာပဲဗျာမခင်လာရဲ့မိဘတွေကဥစင်ပေါက်နဲ့ဒေါ်လုံးစိန်နဲ့သူတို့လည်းချောင်းချောင်းလေးလေးပါပဲယာပိုင်နဲ့ဝိုင်းပိုင်နဲ့တမီကြီးနှစ်ယောက်ရှိတာမခင်လာကအကြီးဒီရွာမှာအချောအလှစရင်ဝင်ပေါ့ဗျာသူ့ညီမကခင်မြတဲ့ခင်မြကရုပ်သိမ့်မချောဘူးအဲ့ဒီမှာမခင်လာရဲ့အဖေကကိုအောင်ကုန်းကိုပြောလိုက်တာဗျအောင်ကိုရဲ့မင်းလဲစီးပွားရေးကိုအင်မတန်စူးစမ်းတဲ့လူငယ်တစ်ယောက်ပဲကွယ်ပြီးတော့မင်းမှာရှုပ်တာပွေတာနာမည်ပြက်တာလည်းရှိတာမှမဟုတ်တာငါသမီးခင်လာနဲ့သဘောမတူနိုင်စရာမရှိပါဘူးကွာဒါပေမဲ့ငါသမီးကဒီရွာမှာအချောလှကွန်းတောင်ကိုင်ကွာဒီတော့မင်းအနေနဲ့ငါသမီးကိုရွှေတပိတ်တာတင်တောင်းနိုင်တဲ့နေ့ကြရင်လာခဲ့ပါကွာငါပေးစားပါမယ်လို့ပြောလိုက်တာဆရာရဲ့ကိုအောင်ကွန်းမိဘသားချင်းတွေကမျက်နှာပြက်ကုန်ကြတာပေါ့ဗျာဥစင်ပေါက်ကသူ့သမီးနဲ့မပေးစားခြင်းလို့ရွှေတပိတ်တာတင်တောင်းခိုင်းတာပဲလို့တွေးကြတော့တာပေါ့ဒါပေမဲ့ကိုအောင်ကွန်းကဝမ်းသာအားရနဲ့ပြောတာလေဗျာကောင်းပါပြီဗျာကျွန်တော်မနှက်ဖြန်မနှက်9နာရီတိတိမှာမခင်လာကိုရွှေတပိတ်တာမဟုတ်ပါဘူးနှစ်ပိတ်တာတင်တောင်းပါမယ်လို့ပြောလိုက်တဲ့ဆရာကြီးလူတွေအကုန်လုံးအံ့ဩသွားတာပေါ့ဗျာတချို့ကလည်းအောင်ကွန်းဘာတွေလျှောက်ပြောနေတာတုံးဆိုပြီးဝိုင်းကြည့်ကြတဲ့ဒါပေမဲ့နောက်နေ့9နာရီမှာရွာထဲကလူကြီးဆောင်ရနဲ့ကိုလာတောင်းတော့ဒါပြရွှေနှစ်ပိတ်တာမှအချောင်းလေးတွေရဲ့ဆရာဥစင်ပေါက်လည်းဘာမှမပြောနိုင်တော့ပဲမခင်လာနဲ့ပေးစားလိုက်ရတော့တာပေါ့ဆရာကိုအောင်ကွန်းကမခင်လာနဲ့ယူပြီးတော့သူဝယ်ထားတဲ့ဝိုင်းမှာပါတဲ့အိမ်လေးမှာနေကြတယ်ဒါပေမဲ့မခင်လာနဲ့ရပြီးနှစ်ကြာတော့နေ့လေကဆရာရောက်ခဲ့တဲ့အိမ်ကြီးကိုစောက်တော့တာပဲဆရာကြီးဟုတ်တယ်ဗျကိုတင်ဆိုးရဲ့ကိုအောင်ကွန်းရဲ့အိမ်ကကျွန်းကြီးပဲကောင်းလိုက်တဲ့လက်ရာကလည်းဗျာဟုတ်တယ်ကွာတာတီရမျိုးကလတ်သမားကိုခေါ်ပြီးစိတ်တိုင်းကြဆောက်ထားတာသူရပိုင်လုပ်တဲ့နှစ်နဲ့တွက်ကြည့်ရင်ရွှေနှစ်ပိတ်သားတို့ကျွန်းအိမ်ကြီးတို့ဆိုတာဘယ်နည်းနဲ့မှဖြစ်မလာနိုင်သေးဘူးဆရာရွာတွေကလူတွေလည်းကြုတ်လို့ပဲတွေးကြတာပဲဗျာကိုအောင်ကွန်းကြောက်ကောင်းရလာတာဖြစ်မယ်လို့ပေါ့ဗျာဆရာဆိုင်နှုံဖက်ကခေါင်းလေးညိတ်ပြီးပြုံးနေတယ်ပြီးတော့မှကိုတင်ဆိုးကိုမေးတယ်နေပါဦးကိုတင်ဆိုးရဲ့ကိုတင်ဆိုးတို့ရွာသားတွေကကိုအောင်ကွန်းကြောက်ကောင်းရလာတယ်လို့တော့ထင်ကြတယ်ကိုထုံးညိုကိုကိုအောင်ကွန်းတက်ခဲ့သလားလို့တော့မတွေးမိကြဘူးလားအဲ့ဒီလိုတော့မတွေးမိကြဘူးဆရာဘာဖြစ်လို့တုံးဆိုတာကိုအောင်ကွန်းနဲ့ကိုထုံးညိုကတော်တော်ကိုခင်ကြတာရွာထဲကလူတွေကသူတို့နှစ်ယောက်ကိုယောက်ျားလင်မယားလို့တောင်စကြတာဆရာနေပါဦးကိုတင်ဆိုးရဲ့မခင်လာကကွန်းတောင်ကန်ရုပ်ရည်လဲချောတာပဲလေဒီတော့ရွာထဲကကာလာသားတွေကမပိုးကြမပန်းကြဘူးလားဗျာကျုပ်ကမေးလိုက်တော့ကိုတင်ဆိုးကကျုပ်ကိုလှည့်ကြည့်ပြီးပြောတယ်ဟာဘယ်နေလိမ့်မတုံးတာတရားငါတို့ထက်ကြီးတဲ့ကာလာသားတွေကပိုးကြပါပြီလားကွာဒီရွာကကာလာသားတင်မကဘူးကွာရင်းချောင်းဟိုဘက်ကတောင်ကျွန်းတို့ထီးကလိုင်တို့ကကာလာသားတွေတောင်ပါသေးတာဗျာလားပြတ်တာဆိုရင်မခင်လာကိုပိုးတဲ့အထဲမှာကိုအောင်ကွန့်ရောမပါဘူးဟတာတေရမပါပဲရှိမလားကွာပါတာပေါ်ဟာမခင်လာကဘသူ့ကိုမှမကြိုက်ဘူးစစ်စစ်တောင်မကြည့်ဘူးဟေးအေးပြောစရာတခုတော့ရှိတယ်အဲ့ဒီလူတွေအားလုံးထဲမှာကိုထွန်းညိုကလူချောကွာစရင်ငှားတာလုံနေရတာလူကလူချောလူတန်းကွာပြီးတော့လူကလွတ်ရိုးသားတာဥစင်ပေါက်ဆိုတဲ့ဘိုးတော်နဲ့တေးဖို့ဆိုတာလွယ်တာမလို့ကွာအင်မတန်မှစီကန်းကြီးတဲ့လူကြီးကွာတာတေရကိုထွန်းညိုကိုတော့ဥစင်ပေါက်ကလွတ်သဘောကြတာဗျာကိုထွန်းညိုနဲ့မခင်လာကြိုက်ကြတော့လေအင်မတန်မှတူသိကြတာဒီရွာမှာတီးတဲ့လူကိုမရှိတာတယောက်နဲ့ရောက်ပဲတီးကြတာကိုအောင်ကွန်းကတော့တီးတာပေါ့လေသူကကိုထွန်းညိုနဲ့တငယ်ချင်းအရင်ခောက်မို့လားဒီလူကိုအောင်ကွန်းကိုထွန်းညိုကိုတက်ပစ်ခဲ့တာမခင်လာကိုလိုချင်လို့ပဲဖြစ်မယ်ကိုတင်ဆိုးရဲ့တဲကျုပ်ကကျုပ်ထင်တာကိုပြောတော့ကိုတင်ဆိုးကခေါင်းညိတ်တိတ်ဟုတ်တာပေါ့ငါညီယာသူပြန်ရောက်လို့တစ်နှစ်ပဲကြာတယ်မခင်လာကိုဥရဖားရတင်တောင်းတော့တာဒါတောင်ပြန်ရောက်ချင်းတောင်းရင်ကိုထွန်းညိုကိုသူတက်ခဲ့တာများလားလို့ထင်ပါဆိုးလို့မနှဲကိုအောက်နေရတဲ့ပုံပဲပေါ့ကဲကိုတင်ဆိုးရောမောင်တာတွေရောနှစ်ယောက်စလုံးဒီနေ့ပင်ပန်းကြပြီးစောအိတ်ကြတော့မနှက်ကြမှကိုတင်ဆိုးကဒေါ်စိန်ကိုသွားခေါ်လိုက်ပြီးရင်မခင်လာတို့အိမ်သွားကြမယ်ဆရာဆိုင်နှုံဖကထပြီးဖျားခန်းကိုဝင်သွားတယ်ဆရာဖျားရှိကိုပတိစိတ်ပြီးအလုတ်လုတ်တော့မှာပေါ့ကျုပ်လည်းမညိုလုံးခင်းပေးတဲ့အိယာမှာဝင်အိတ်လိုက်တော့တာပေါ့ဗျာနောက်နေ့မနက်အိယာထားတော့အစာပြေစားဖို့ထမင်းပူလေးချက်ထားတယ်အောက်ရက်ကငါ6တေရီစီကဝယ်ထားတဲ့ငရမ်း6ကိုမိဖုတ်ပြီးမွားနေအောင်ထူကျုပ်တို့အညာထုံးစံအတိုင်း
ပဲစီကလေးမြုပ်နေအောင်စိန်ထားတာဗျဆရာဆိုင်းနုံဖကိုပထမဆုံးကျွေးတယ်ပြီးမှကျုပ်နဲ့ကိုတင်ဆိုးစားတယ်စားတောက်ပြီးတာနဲ့ဆရာဆိုင်းနုံဖကပြောတယ်ဗျလောဘများတယ်လဲကြောက်စရာကောင်းပေတာပဲကိုတင်ဆိုးရဲ့ဆရာကိုကြည့်ရတာတော်တော်ကိုစိတ်မကောင်းဖြစ်နေတဲ့ပုံပဲဗျာကိုအောင်ကွန်းတို့ကိုထွန်းညိုတို့ရဲ့ဇက်ကြောင်းကိုတီးလိုက်ရတော့ဆရာစိတ်ထဲမှာတရားသဘောကိုတော်တော်လေးဆင်ခြင်မိသွားတဲ့ပုံရတယ်ဟုတ်ပါဆရာရဲ့ကျုပ်စိတ်ထဲမှာတော့ကိုထွန်းညိုငှက်ဖျားမိပြီးတည်တယ်ပဲထင်နေတာပါဗျာကိုအောင်ကွန်းကပြန်ရောက်လာတော့မျက်စိမျက်နှာလည်းမကောင်းဘူးပြပြီးတော့ကိုထွန်းညိုအကြောင်းကိုပြောတိုင်းငိုတော့တာပဲဗျာဒီတော့လဲကျုပ်ရောရွာတော်ကြီးသားတွေရောကသူ့အပေါ်မှာဘယ်သူမှတန်တရားမဖြစ်ကြတော့ဘူးပေါ့ဗျာဆရာဆိုင်နုံဖက်ကတက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီးပြောတယ်အေးလေတော်တော်ကြာရင်အကြောင်းစုံသိရတော့မှာပေါ့လေကိုတင်ဆိုးနဲ့ကျုံနဲ့စားလို့ပြီးတာနဲ့ကိုတင်ဆိုးကနက်ကတော့ဒေါ်စိန်တို့အိမ်ဘက်ကိုသွားတယ်ဆရာဆိုင်နုံဖကသူ့ရဲ့ဆေးလွယ်အိတ်ကိုပြင်ဆင်ပြီးအစင်သင့်လုပ်ထားတယ်ဗျခေါင်းမှာလည်းနန့်တာရောင်ပေါ်ကလေးတစ်ထည်ပေါင်းထားတယ်ခဏကြာတော့ကိုတင်ဆိုးနဲ့ဒေါ်စိန်ရောက်လာကြရောဗျဒေါ်စိန်ကဖះဦးတိုက်ပြီးဆရာဆိုင်နုံဖကိုကြော်တယ်ကဲဒေါ်စိန်ရီကူညီလက်စနဲ့ပဲဆရာတို့ကိုထပ်ပြီးကူညီပါဦးကွယ်ဟုတ်ကဲ့ပါဆရာကျမကူညီပါမယ်ညကမဖဲဝဝင်ပြီးပြောသွားတာကိုတင်ဆိုးပြောလို့သိရတော့ကျမဖြစ်စိတ်မကောင်းလိုက်တာဆရာရဲ့ထွန်းညိုကတကယ်ကိုကောင်းတဲ့လူတစ်ယောက်ပါတော်ရုပ်ကလည်းချောချောလေးဆရာရဲ့အောင်ကိုဆိုတဲ့အကောင်တော်တော်ကိုလုပ်ရက်ပါပေတယ်ဆရာရဲ့ဟုတ်တယ်ဒေါ်စိန်ဆရာလည်းညကတော်တော်စိတ်မကောင်းဖြစ်သွားတာကဲသွားကြဆိုဟိုမှာကလှုပ်ဆရာကင်ဆရာတွေရှိသေးတယ်ဆရာကထိုင်ရာကနေထားပြီးဆေးလွယ်အိတ်လွယ်တဲ့ကျုပ်ရောကိုတင်ဆိုးရောဒေါ်စိန်ရောထားကြပြီးဆရာနောက်ကလိုက်ကြရတာပေါ့ဗျာကိုအောင်ကွန်းတို့အိမ်ကိုရောက်တော့မခင်လာကစီးကြိုတယ်ဘလို့တုံးမခင်လာကိုအောင်ကွန်းတယောက်ညကအိပ်ပျော်သေးလားမပြောပါနဲ့တော့ဆရာရဲ့ညကတော်တော်ကိုဆိုးတာဆရာပထမတော့သူအိပ်မပျော်အောင်တတိထားပြီးနေတာနောက်တော့သူအိပ်ပျော်သွားတယ်ထင်ပါရဲ့ရှင်အိမ်မက်ဆိုးမက်ပြီးထအော်တော့ဒါပဲဆရာကြီးဒီတခါအော်ယုံတင်မဟုတ်ဘူးထပြေးတာဆရာလူကအားမရှိတော့တခါတည်းအလျားထိုးလဲတော့တာဆရာကျမကိုအဖော်လုပ်ပြီးကျမတူလေးနှစ်ယောက်လာဆောင်အိတ်တာရှိတယ်သူတို့နှစ်ယောက်အတင်းမှထူပေးရတာပါဇက်ကရောဘာတွေပြောသေးတော့မခင်လားဆရာဆိုင်နုံဖကမခင်လာပြောတာကိုတေးသေးချာချာနားထောင်နေပြီးမှမေးတာဗျပြောတယ်ဆရာရဲ့တိတ်ပီပီတတ်တာတော့မဟုတ်ဘူးကျမနားထဲမှာကြားလိုက်တာကတော့ငါ့ကိုမလုပ်ပါနဲ့ကွာငါ့ကိုမလုပ်ပါနဲ့ကွာလို့ပြောတယ်လို့ထင်တာပဲဆရာဆိုင်နုံဖကခေါင်းညိတ်ပြီးကဲကိုတင်ဆိုးမနေ့ကကိုတင်ဆိုးယူတဲ့ချစ်တီကလာအယုတ်ကိုတွားယူပြီးတော့မောင်တာတေပါလိုက်သွားလိုက်ပါကွယ်ကျုံနဲ့ကိုတင်ဆိုးထင်းစင်ရှိတဲ့ထင်းယုံထဲကိုဝင်ပြီးချစ်တီကလာအယုတ်မဲမဲကိုယူလိုက်ကြတယ်ကိုထွန်းညိုဝင်နေတဲ့အယုတ်မဲမဲကြီးကိုကျုပ်တေတေချာချာကြည့်လိုက်မိတယ်ကြောထဲမှာစိတ်ခန့်နေဖြစ်ပြီးကြက်တီးတွေတောင်ထလာရောဗျကြီးပဲကွက်တာတွေဒီအယုတ်ကိုမင်းတယ်လိုက်ကွာငါစိတ်ထဲမှာတမျိုးကိုတင်ဆိုးကအယုတ်ကြီးကိုကျုပ်စီထိုးပေးတယ်ဗျကျုပ်ကအယုတ်ကိုယူပြီးပွေ့လိုက်ပါတယ်အိမ်ထဲဝင်လိုက်တော့ဆရာဆိုင်နုံဖာကဒီကိုယူခဲ့မောင်တာတေလို့လှမ်းပြောတာနဲ့ကျုပ်ကချစ်တီးအယုတ်ကြီးကိုဆရာထိုင်နေတဲ့ဖះဆင်ရှိတီယူသွားရတာပေါ့ဗျာဆရာဆိုင်နုံဖာကအယုတ်ကိုတိတိချာချာကြည့်ပြီးတော့ပြောတယ်ကဲမခင်လာရေအခုကစပြီးဆရာအလုပ်လုပ်တော့မယ်ဘလောက်ပဲဝမ်းနေဆရာကြုံစိတ်ကိုထိမ့်ပါဘလောက်ပဲဒေါသဖြစ်ဆရာကြုံစိတ်ကိုထိမ့်ပါလို့ဆရာမေတ္တာရက်ခံခြင်းတယ်ဆရာကကြုံလေးထိုင်နေတဲ့မခင်လာကိုပြောလိုက်တယ်ဟုတ်ကဲ့ပါဆရာလို့မခင်လာကပြန်ပြောတယ်ပြောဆိုပြီးတာနဲ့ဆရာဆိုင်နုံဖကဖះဆင်ပက်လက်ပြီးဖះရှိခိုးတဲ့အထက်ဆရာကြီးတွေကိုရှိခိုးပြီးအကြောင်းပြုတဲ့ဆိုင်ရာပိုင်ရာတွေကိုကူညီဖို့ပြောတယ်ပြီးတော့ဒီဘက်ကိုလှည့်လိုက်တယ်ဆရာရဲ့မျက်နှာကစောစောကားနဲ့မတူတော့ပဲတော်တော်လေးကိုတီးကြည့်နေတယ်ဗျမျက်လုံးတွေကလည်းစောစောကားနဲ့မတူပဲအယောင်တောက်နေတယ်ကဲတော်စိန်ဒီရှိကိုလာဗျာဒေါ်စိန်ကိုချစ်တီးအယုတ်ကြီးပေးမှရှင်ပြီးထိုင်ခိုင်းလိုက်တယ်ဒေါ်စိန်ကလည်းသူ့အလုပ်ကိုသူစပြီးလှုပ်တော့တာပေါ့ဗျာခေါင်းကစပင်ကိုဖြေချလိုက်တယ်ဒီတုံးမှာပဲကာလာသားနှစ်ယောက်အိမ်ထဲဝင်လာကြတယ်ကြားတယ်ဒါကျမပြောတဲ့ကျမတူတွေပါညတိုင်းလာအိပ်ပေးမခင်လာတူတွေကအသားညိုညိုဗလာကောင်းတွေပြကျုပ်ထက်တော့9နှစ်6နှစ်လောက်ပိုကြီးမဲ့ထင်တယ်ဆရာဆိုင်နုံဖာကဘာမှပြန်မပြောပဲခေါင်းလေးပဲညှိပြတယ်ဒေါ်စိန်ကတိုးနဲ့ဖះရှိခိုးတဲ့ဆိုင်ရာပိုင်ရာတွေကိုအကြောင်းပြုပြီးခွင့်တောင်းတဲ့ဒေါ်စိန်ဖះရှိခိုးပြီးတော့ဆရာဆိုင်နုံဖကရှေ့ကိုတိုးလာပြီးမတ်တက်ရက်လိုက်တဲ့ဒေါ်စိန်ရဲ့ခေါင်းပေါ်ကိုလက်တင်လိုက်ပြီးတော့မှပထမဆရာပေါင်းရဲ့ခွင့်ပြုချက်ဆိုင်ရာပိုင်ရာများရဲ့ခွင့်ပြုချက်အရကျွန်းုပ်ဆရာဆိုင်နုံဖကတင်အားခေါ်ယူလိုက်ပြီးတင်ဝင်ရောက်နေသောအယုတ်တွင်းမှဟောဒီခန္ဓာကိုအတွင်းသို့ပြောင်းရွှေ့ဝင်ရောက်စေကဲတော်စိန်ကလည်းကိုထွန်းညိုကိုဝင်ခွင့်ပြုလိုက်ပါရှင်ကိုထွန်းညိုဟုတ်လားဆရာဆိုင်နုံဖာကမခင်လာဘက်ကိုလှည့်ကြည့်ပြီးဆရာစောစောကပဲမခင်လာကိုပြောခဲ့တယ်လေ
ဝမ်းနည်းစရာတွေဒေါသဖြစ်စရာတွေကိုစိတ်ခိုင်ထားပါလို့မခင်လာကအလွန်အံ့ဩသွားပြီးဘာပြောလို့ပြောရမှန်းမသိအောင်ကိုဖြစ်သွားတဲ့မျက်နှာပြကဲကိုထုံးညိုဆရာအမိတ်ပေးတယ်အယုတ်ထဲကထွက်ပြီးဒေါစိတ်ခန္ဓာကိုယ်ထဲကိုဝင်လိုက်ပါဆိုင်ရာပိုင်ရာတွေကလည်းခန္ဓာပြောင်းဝင်လို့ရအောင်ကူညီပေးလိုက်ကြပါဟီဖြောင်းဟာဝင်ပြီးပြုတ်ဝင်ပြီးဒေါစိတ်ကိုယ်ထဲကိုထုံးညိုရဲ့ဝိညာဉ်ဝင်သွားပြီးဒေါစိတ်တစ်ကိုယ်လုံးတဆက်ဆက်တုံပြီးနဘူးနဲ့လက်နဲ့တဖြောင်းရိုက်နေတာပြုတ်ကိုထုံးညိုဟုတ်ရဲ့လားဆရာဆိုင်နှုံဖကကြည်လင်ပြတ်သားတဲ့အတန်နဲ့မေးတာပြုတ်ဇက်သိန်းဆက်တင်ပေးမယ်နော်